လက်ဖြင့်ကတငယ်ချင်းမွေးနေကိုဖုန်းကြီးကြောင်လိုက်မှာဆိုတော့အလှပြင်မလို့ဆိုတော့ကိုဝဲတာလို့မထင်နဲ့တထင်းမှာပေးတာကိုတခါတလေစိတ်လိုလဲရရှိတဲ့အခါပေါ့နော်ကတ်တယ်ပြီးကြလို့ရှင်ဒီနေ့ပြောချင်တာပေါ့နော်စင်ကာပူလာတဲ့မောင်လေးညီမလေးအသစ်ကလေးတွေကိုပြောချင်တာကစားလုံးမှာနေတဲ့မမကြီးတွေအကိုလေးညီမလေးတွေအပြင်ထွက်လို့ရှိလို့ရှင်အလန်းစရာလေးတွေနဲ့ပုံလေးကြည့်ပြီးဟာသူတို့ကတော့အရန်နေသားရနေတာပဲအရန်နေအဆင်ပြေနေတာပဲဆိုပြီးတော့အားရကြရောစွတ်လာခြင်းမပြည့်အချင်းလေးလည်းရှိရပါနော်အဲ့လိုမျိုးစွတ်ပြီးတော့လာပြီးအဲ့လိုမျောလင်းတကြီးတွေနဲ့လာပြီးလို့ရှိလို့ရှင်ဒီကလူတွေကဘလို့ဝိအားစားတယ်ဆိုတာဒီရောက်မှပဲသိတာဆိုတာမြန်မာပြည်မှာနေတော့ဆိုလို့ရှင်ကိုရီဆိုလဲဩစင်ကာပူကလူတွေအဲ့လိုမျိုးတွေဝစ်စားထားလို့ရှင်အားရကြတာပေါ့နော်ဒါပေမဲ့အဲ့ဒီဥစ္စာဥပမာတချို့လူတွေဆက်ရောက်ခါသားဆိုတစ်လကိုပဲတရက်ပဲရတယ်အဲ့ဒီတစ်လတရက်ပဲအဲ့လိုမျိုးလေးဝစ်ကြတာတချို့လူတွေကြလို့ရှိလို့ရှင်ဟိုကံအရန်ကောင်းတဲ့လူတွေလည်းရှိရပေါ့နော်ကံအရန်ကောင်းတဲ့လူတွေဆိုလို့ရှိလို့ရှင်တော့အဲ့လိုအပြင်းမထွက်လဲအိမ်မှာတနာဝက်လက်သက်ရှည်တွေဘာတွေထားကိုယ်အိမ်လိုမျိုးကိုယ်အရာလိုမျိုးနေလို့ရတဲ့လူတွေလည်းရှိပါတယ်အဲ့ဒါအင်မတန်ရှားတယ်ပေါ့နော်စင်ကာပူလာပြီးအလုပ်လုပ်ပြီးဆိုလို့ရှိလို့ရှင်ကျွန်မတကယ်ချင်းကိုပြောဘူးလားရှိတယ်အဲ့ဒါဘာလဲဆိုရင်တချို့လူတွေကစင်ကာပူအကျွေးလာဆက်ထားလို့တချို့လူတွေကြတော့အကျွေးလာယူရလူတွေကြဘာကိုလုံးဆရာမလို့လားအဲ့လိုတထေးတွေကတခါတလေချက်တောင်းကျွေးသေးတာကျွေးပြီးအဟာစားဘာမှထူကိုဘာလို့မှန်းကိုမသိရလူတွေအဲ့လိုမျိုးပေါ့နော်တက်တောင်တက်တန်နေရပြီးအဲ့လိုလူတွေလည်းရှိတယ်တချို့လူတွေကြတော့လဲပေးမလိုက်တာအခုဖုံတုတ်ထားလို့ဖုံဆိုတာအခုတုတ်လဲတကြတင်းတဲ့အမျိုးပဲလေဖုံတုတ်ထားလို့တကြနေလို့ရှိလို့ရှင်ဟာထတ်တုံအောင်လို့အဲ့လိုမျိုးပြောတဲ့သူတွေအပြောခံရပြီးတော့အဲ့လိုစိတ်ညစ်နေရတဲ့လူတွေလည်းရှိတယ်အဲ့လိုလူတွေကြတော့အကျွေးလားဆက်ရတယ်လူတွေပေါ့နော်အရင်ဘွားကိုရီးယားတော့အရင်ဘွားနောက်ဘွားတွေရုံတဲ့လူဆိုပေါ့နော်အရင်ဘွားတော့အဲ့လိုမျိုးအကျွေးတွေရှိတယ်လို့အကျွေးလားဆက်ရတာထင်တယ်ကိုရီးယားတော့အကျွေးလက်တော့ဆက်တယ်အကျွေးလက်တော့အဲ့လိုမျိုးတွေမှာပါတယ်ပေါ့နော်အဲ့တော့じゃပြောချင်တာတရင်းဝင်နေအပြင်ထွက်တဲ့ရခလေးตาရနေတာကိုကြည့်ပြီးတော့အားရစွတ်ကြပြီးတော့အိမ်မှာဘာမှလက်ကြွတည်းမလုပ်တဲ့သူကဒီလိုလာလို့ရှိရင်တော့ငါလှလေးနေရမှာပဲကြော်လေးနေရမှာပဲထင်းပြီးတော့မလာလိုက်နေနဲ့ကိုကအကျွေးယူတဲ့လူဆိုလို့ရှိရင်တော့အေးစေးပေါ့နော်အကျွေးဆန်မယ်လူဆိုလို့ရှိရင်တော့တလင်းကိုနေတရက်ပဲလှတာပါတာအလှပြင်ရတာကိုအဲ့ဒါတော့မှတချို့လေးဆိုကိုအချိန်ကိုမပိုင်းတဲ့လူတွေအများကြီးရှိသေးတယ်မိုးလင်းပဲချိန်သွား10 နာရီခွဲမှအပြင်ထွက်ရညနေ6 နာရီမထိုးရင်အိမ်ပြန်ဝင်ရအဲ့လိုတွေလည်းရှိတယ်အဲ့လိုမျိုးတွေပြောပြတာပါမရောက်ဘူးသေးတဲ့သူတွေကိုပြောပြတာရောက်ဘူးပြီးသားလူတွေကတော့အနမ်းထောင်ရင်ကြောသွားနော်ဒီမိုင်းရှာရှိတယ်ဆိုပြီးတော့အဲ့လိုမျိုးဆိုတော့ကြတော့လှပလို့ပြင်းနေရတာတလင်းကိုနေတရက်ပဲရှိတာအိမ်မှာနေကိုဆိုလို့ရှိရင်အိမ်မှာနေတော့ဆိုသပင်းချထားမယ်ကျစံမီတွေပဲထွင်မယ်လှမင်းကလေးပဲလှကြိုက်တယ်လေအဲ့လိုမျိုးနေချင်တာပေါ့ကြလို့ရှိရင်မိကမနေတော့တနခါလေးလိမ့်အဲ့လိုမျိုးလေးနေရပါတော့ကိုဒီမှာရောက်တဲ့အခါကျတော့အဲ့လိုသပင်းအမြဲတမ်းစီးထားတချို့အိမ်တွေမှာကိုကျုံပူတဲ့အိမ်တွေပေါ့နော်ကိုကျုံပူတဲ့အိမ်တွေမှာတော့အဲ့လိုသပင်းအမြဲတမ်းစီးထားမှကြိုက်ထားတော့အဲ့လိုမျိုးတွေရှိတယ်ပြီးကြလို့ရှင် make up လိမ့်နဲ့တို့အဲ့လိုမျိုးတွေရှိတယ်သပင်းမတွန်းနဲ့မဘာမှမလုံးနဲ့အဲ့လိုမျိုးတွေလည်းရှိတယ်ပြောချင်တာအိမ်မှာနေသလိုမျိုးလှပကြော့ကောလေးဝင်လဲအလိုလိုနေတဝင်းတိုးတဲ့တထေးတွေနဲ့တွေ့တယ်တထေးမှနဲ့တွေ့ရဆိုလို့ရှိရင်မျက်လုံးစပမွေးဆူတာရှိတယ်အဲ့တော့လာမယ်ဆိုလို့ရှိရင်အဆက်ရတိခံလိုက်မှအဲ့လိုမျိုးကြိုးတွေးပြီးအဲ့ဒါတွေကိုတိမှလာတယ်ဆိုလို့ရှိရင်ဒီကြတော့ကျုံတော့လဲရင်ဆိုင်ပြီးသားလေမကြုံတော့ဘူးဆိုတော့ရှင်လည်းကိုနေစနိုနေလို့ရတာပေါ့နော်အဲ့ဒါကိုပြောချင်တာပါကျေးဇူးများတင်ပါတယ်ကြည့်ပေးလို့